အားလုံးမင်္ဂလာပါဒီကနေ့မနေ့ရှစ်တင်ကစားကြရတဲ့ဒီ USA နဲ့ Paraguay ရဲ့ပွဲစဉ်ကအရန်ကိုမှကြည့်လို့ကောင်းတာပေါ့နော်အရန်ကိုမှရတာများပြီးတော့ play တက်တွေကိုဆက်ဆောင်မှုပေးနိုင်တဲ့ပွဲကောင်းတဲ့ပွဲဖြစ်တာပေါ့နော်အဲ့ဒီပွဲမှာဆိုရင် USA က Asian play တက်ရှိမှာပဲ၄ခုတကူနဲ့လာနဲ့ Paraguay ကိုကူပြနိုင်ပွဲရရှိအောင်နိုင်ပွဲရအောင်ဆောင်းဆောင်ထားနိုင်တယ်ကိုကျွန်တော်တို့တွေ့ရတာပါနော်အဲ့ဒီပွဲတွေရဲ့ဂိုးတွေကကျတော့ဘယ်လိုသွင်းထားလဲဆိုတော့ကျွန်တော်တို့အဲ့ဒီဘောလုံးခံပြီးတော့ငကိုသွင်းပေးထားတယ်ပါရိုကွေဘေးကနေပြီးတော့ဗောနော် OG ကုတလို့ဗောနော်ဒါမေးကနေပြီးတော့သူကိုပြန်သွင်းတဲ့အနေအထားတစ်ခုမှပြန်တွေ့ရတယ်နောက်ပြီးတော့ဒီအချိန်ကိုနောက်ပိုင်းဒီ65မိနစ်မှာဗောနော်ရိနာကနေပြီးတော့မှအလူလောင်းဝင်လာတဲ့ကစားသမားရိနာကနေပြီးတော့မှအချိန်ကို90နောက်ပိုင်းမှာဆိုရင်ဒါစထထမြောက်ဦးဆောင်ကိုပြန်ပြီးတော့သွင်းလို့တွေ့ရတယ်အဲ့ဒီပါရာဂွေးအတွက်ချစ်ပတ်ကိုကြတော့ဒီမူလီစီကနေပြီးတော့မှသူ့အတွက်သွင်းပေးထားတော့ကိုကျွန်တော်တို့တွေ့ရပါတော့အဲ့ဒီဘောလုံးချက်ကတော့တတ်မယ်ဆိုတော့ USA ဘေးကနေပြီးတော့အရန်ကိုကောင်းမောင်တဲ့ကစားကွက်ရဲ့အရန်ကိုကောင်းမောင်တဲ့နီးပညာမိုက်တွေနဲ့ပွဲထွက်လာတော့ကိုကျွန်တော်တို့တွေ့ရတာပေါ့နော်အဲ့ဒီဘောလုံးပိုင်ဆိုင်မှုပိုင်းကိုလည်းကြည့်မယ်ဆိုရင် USA ဘေးကနေပြီးတော့65%ထိပွဲကိုစုံမိုးထားတာကိုဘောလုံးပိုင်ဆိုင်မှုရှိတယ်ကိုကျွန်တော်တို့တွေ့ရတာပေါ့နော်နောက်ပြီးတော့မှကျွန်တော်တို့ဒီကိုပတ်ကန်သိမ်းမှုမှာဆိုရင်ဒီ USA ဘေးကနေ16ချိန်ထိကိုကန်သိမ်းပြီးတော့ဒီ Paraguay ကနေပြီးတော့9ချိန်ရွယ်ကန်သိမ်းတော့ကိုကျွန်တော်တွေ့ရတယ်ကိုပတ်တက်မှတ်မှုအပိုင်းမှာဆိုရင်အဲ့ဒီ USA ဘေးကနေပြီးတော့မှသူက6ချိန်ထိကိုပတ်တက်ပြီးတော့မှ9ဖြည့်4ချိန်ထိဖန်တီပြောင်းလဲနိုင်ခဲ့တော့ကိုကျွန်တော်တို့တွေ့ရတာပေါ့နော်အဲ့ဒီ Paraguay ကနေပြီးတော့ကိုပတ်ကန်သိမ်းကိုပတ်တက်မှတ်မှုတဲ့အပိုင်းမှာဆိုရင်ဒီချေပဲရှိတော့ကိုကျွန်တော်တို့တွေ့ရတာပေါ့နော်နောက်ပြီးတော့သူရဟိုမှာပေါ့နော်ကျွန်တော်တို့ free kick မှာဆိုရင်လည်းUSA ဘက်ကနေ19ချိန်ထိ free kick ကန်ခွင့်ရတယ်ပါရိုဂွေးဘက်ကနေပြီးတော့မှ73ချိန်ထိပဲ free kick ကန်ခွင့်ရတော့ကိုကျွန်တော်တို့တွေ့ရတယ်နောက်ပြီးတော့သူရဲ့ဓာတ်ကန်ဘောပေါ့နော်ဓာတ်ကန်ဘောမှာဆိုရင်ဒီ USA ဘက်ကနေပြီးတော့3ချိန်ဓာတ်ကန်ဘောရတယ်ပါရာဂွေးဘက်မှာဆိုရင်ဒီချိန်ပဲဓာတ်ကန်ဘောကန်ခွင့်ရတော့ကိုကျွန်တော်တို့တွေ့ရတာကျွန်တော်တို့တွေ့ရတာပေါ့နော်နောက်ပြီးတော့ဒီ pass accuracy ဘက်မှာဆိုရင်ဒီ USA ဘက်ကနေပြီးတော့85%ထိpass accuracy ဖြစ်တော့ကိုကျွန်တော်တို့တွေ့ရပြီးတော့ဒီ Paraguay ဘက်မှာဆိုရင်91%ထိဖြစ်တော့ကိုကျွန်တော်တို့တွေ့ရတာပါနော် Okay အဲ့ဒီပွဲတွေရဲ့ဒီပွဲလောကအချက်ငါတော့တက်လိုက်မှဆိုရင် USA ရဲ့ပွဲလို့ကျွန်တော်တို့ပြောလို့ရပါတော့သူရဲ့အိတ်ကွင်းပလိတ်တွေရဲ့ရှစ်မှာဆိုရင်သူအကောင်းဆုံးသောအရာတွေကိုစမ်းဆောင်ပြနိုင်တယ်ကိုကျွန်တော်တို့တွေ့ရပါတော့အဲ့ဒီ USA အနေနဲ့ပေါ့နော်သူရဲ့အောက်စုဒီမှာဆိုရင်US ရဲ့ Australia ရဲ့ Turkey ရဲ့ Paraguay ဆိုပြီးတော့၄သိန်းရှိတယ်အဲ့မှာဆိုရင်သူကအဲ့ဒီအောက်စုဆက်ကိုကြော်ပြီးတော့ဒီကမ္ဘာဖလားမှာဆိုရင်ခီးဘယ်လောက်ထိရောက်နိုင်လဲဆိုတော့ကိုကျွန်တော်တို့စကြည့်ရမှာပေါ့နော်သူရဲ့အဖွင့်ပွဲစဉ်မှာဆိုရင်အရန်ကမှကောင်းမွန်တော့ကိုကျွန်တော်တို့တွေ့ရတာပေါ့နော်โอเคနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ကမ္ဘာဖလားသတင်းတွေကိုလည်းတင်ဆက်ပေးပါအောင်ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ထားဖို့မေးမယ်နော်မမေ့နဲ့ဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်